အကိုရေဒီဇင်ဘာ9ရက်နေ့ကချင်းမိုင်မြို့မှာမြန်မာအဆိုတော်တွေလာရောက်ဖျော်ဖြေသွားတယ်ဆိုဟုတ်တယ်အဲ့ထဲမှာဘယ်သူတွေပါလဲအဲ့ထဲမှာ Ringo ဘိုးဖြူထူးအလင်းကြပြပွဲမှုမီမီကဲမေခလာတို့ပဲဖြစ်ပါတယ်သူတို့ကမိဘမဲ့ကလေးတွေရံပုံငွေရှာပွဲကိုလာရောက်ကူညီဖျော်ဖြေပေးတယ်လို့ပြောတယ်ဟုတ်ပါတယ်ဒီဂီတပွဲတော်ကိုကျမတို့လူငယ်အတန်ကတွားရောက်ရိုက်ကူထားတာကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမတို့အခုရောက်ရှိနေတဲ့နေရာလေးကတော့ချင်းမိုင်မြို့မှာရှိနေတဲ့ Smart Home ဆိုတဲ့ unit တရုတ်ပုံကျောင်းပဲဖြစ်ပါတယ်ဒီပုံကျောင်းမှာဆိုလို့ရှိရင်ဒီမြန်မာပြည်တွင်းမှာနာမည်ကြီးဆိုတော်တွေဖြစ်တဲ့မိမိကဲတို့ကြပြပွဲမှုတို့မိခလာတို့လိုမျိုးကလာပြီးတော့မှဒီခလေးတွေမိဘမဲ့ခလေးတွေအထူးရံပုံငွေပွဲလာရောက်ကျင်းပပေးနေတာဖြစ်ပါတယ်ကျမတို့ထဲဝင်ပြီးတော့လေ့လာကြည့်ရှုအားပေးကြရအောင်ပေါ့နော်မြန်မာနိုင်ငံပြည်တွင်းမှာရှိနေတဲ့မိဘမဲ့ကလေးတွေကိုတတ်နိုင်တယ်လို့တတ်နိုင်ဆုံးပေါ့နော်ကျမတို့ဒီထောက်ပံ့လူသွားမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့လုပ်ရတဲ့ဒီဘယ်လိုပြောမလဲဂျင်းတို့အားရဝမ်းသာမိပါတယ်လို့အယောင်ကိုပျော်ရွှင်မှုရှိရပေါ့နော်ပြီးတော့ဒီကနေ့ဆိုတနေ့ကုန်အလုပ်လုပ်ရင်းနဲ့လဲအိုးညနေ6နာရီပဲချိန်ထူးမလဲပေါ့နော်6နာရီဆိုတွေ့ရတော့မယ်သူအရန်လဲမျော်လင့်နေအရန်လဲဟိုဗမာပြည်မှာတော့မှကျမနာမည်အကိုင်ပေါ့နော်အကိုင်တော့တောင်ပေါ်မှာနေတယ်ဆိုတော့မြေပြမှာရန်ကုန်မှာမနေရဘူးဒီတော့ဒီအဆူတော်ကိုလည်းမတွေ့ရဘူးဆိုတော့ဒီနိုင်ငံမှာလာတွေ့ရတယ်အရန်မြင်ကျင်တယ်ဆိုတော့ဒီကမြင်ကျင်တာလည်းအသေးကပြည့်သူအတန်လေးကြီးပေါ့နော်ပြီးဒီဗမာချင်းလေးတွေကြားကျင်တာလည်းအသေးကပေါ့နော်အဲအကြောင်းရမ်းမဲဝမ်းတာပါတယ်ခုလိုမျိုးကလေးတွေအတွက်ရံပုံငွေရှာတယ်ဆိုတော့အရန်ကိုလည်းဝမ်းသာတယ်ပြီးတော့အားပေးချင်တဲ့စိတ်လည်းပေါ်တယ်ပြီးလို့ရှိရင်ကျမတို့ church ကဒီလူငယ်တွေလည်းအားလုံးပါဝင်ဖို့ရန်အတွက်ကျမအနေနဲ့တွန်းအားပေးတယ်ဆိုတော့ကျမတို့လူငယ်တွေလည်းဒီထဲမှာအများကြီးပဲလာပြီးတော့အားပေးပါတယ်မိဘမဲ့ကလေးတွေကပေါ့နော်မိဘမြတ်တော်သူတို့ရဲ့ဘဝမှာမခံစားဘူးတဲ့အခါမှာကျွန်တော်တို့ရဲ့လူတိုင်းရဲ့မြတ်တာသူတို့ဘဝမှာလိုအပ်နေပါတယ်ကျွန်တော်တို့အားလုံးဟာလူချင်းသားချင်းစာတက်တဲ့စိတ်နဲ့ကလေးတွေပို့ပြီးတော့ပို့ပြီးမြတ်တာပြဖို့လိုပါတယ်လို့ကျွန်တော်ခံ